ဆက်လက်၍အပြိုတော်အကသချင်းဖြင့်ကပြဖြောပေးပေးပါရန် Grade 8မှာကျောင်းသူလေးများကိုစင်မြင့်ပေါ်သို့ဖိတ်ကြားအပ်ပါတယ်
တချင်းဖြင့်ကပြဖြော်ပေးပေးပါတော့ Great အိမ်မှာကျောင်းသူလေးများကိုဧည့်သည်တော်များမှာဧည့်သည်တော်တဦးမှာစုတော်ငွေ1000ကျပ်ကျောင်းအုပ်ဆရာမကြီးနဲ့ကျောင်းအုပ်ဆရာကြီးမှာစုတော်ငွေ9000ကျပ်ဆုချင်းမြင့်ထားပါရဲ့ရှင်ခုလိုဆုချင်းမြင့်ပေးပါတော့ကျောင်းအုပ်ဆရာမကြီးနဲ့ဆရာကြီးအားအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်ခုလိုအပြောတော်တချင်းဖြင့်ကပြဖြော်ပေးပေးပါတော့ Great အိမ်မှာကျောင်းသူလေးများကိုကျေးဇူးအထူးပင်တင်ရှိပါတယ်